ဆိုတော့အခုအစမှာဒီမှာ6 single magic ring ကိုလုပ်သွားမှာဖြစ်တယ်ဆိုတော့ဒီသူ့ရဲ့ခေါင်းမှာဂျိတ်ကလေးထားဖို့ပေါ့ဒီဂျိတ်ကလေးထားဖို့ဒီမှာဗာလဲချီကိုအရှိဒီလိုမျိုးဒီ12လက်မှလောက်ပေါ့ဒီမှာခြံထားမယ်ဒီမှာနော်12လက်မှအဲ့ဒီဂျိတ်နဲ့ချုပ်ဖို့ပေါ့ဒီမှာဒီလိုခြံထားမယ်ဟုတ်ပြီဒီထဲမှာ6 single crochet တစ်နှစ်3 4 5 6ဆိုတော့ကျမတို့နောက်ဆုံးတိုင်းမှာကျမတို့အမှတ်အသားထားပါမယ်နောက်ဆုံး stitch တိုင်းမှာအမှတ်အသားဒီလိုထားသွားပါမယ်ပြီးရင်ဒီကျုပ်ကိုဆွဲသွားလိုက်ဒီ ring ကိုပိတ်သွားမယ်နော်ဒီ ring ကိုပိတ်သွားမယ်ဆိုတော့ကျမဒီကျူးကျမချန်ခဲ့တဲ့ကျူးကိုအပြင်ဖက်မှာဒီလိုယူသွားမယ်ဒီလိုထုတ်သွားမယ်ပြီးရင်ကျမဒီ6ခုเนาะ6ခုပေါ်မှာ2 single crochet each ထိုးသွားမယ်ဆိုတော့ဒီမှာတစ်ခုချင်းစီပွားသွားမယ်တစ်ခုချင်းစီရဲ့နေရာမှာပွားသွားမယ်ဟာthe 2 single crochet in one place begin next 2 single crochet in one place okay the next stitch 2 single crochet at the next stitch 2 single crochet begin now တော့နေရာမှာ 2 single crochet ပြီးရင်ကျွန်မဒီမှာမှတ်ထားတဲ့နေရာနောက်ဆုံးအဲ့ဒီနေရာမှာ2 single crochet 2 single crochet ဆိုတော့ကျွန်မနောက်ဆုံးတိုင်းမှာအမှတ်အသားထားသွားပါမယ်နောက်ဆုံးရဲ့ stitch တိုင်းမှာအမှတ်အသားထားသွားပါမယ်ပြီးရင်ကျွန်မမှာဒီဒုတိယnumber round 2ရောက်ပြီเนาะ round 2ရောက်ပြီဆိုတော့ဒီမှာ12ခုရတော့မှာဖြစ်တယ်เนาะကိုဗာလဲမားတော့မှာဆိုရင်လည်းဆိုရင်တစ်ခုချင်းစီ count တော့ပါ1 2 3 4 5 count တော့ပါဆိုတော့နောက်ဒီမှာနောက်ဆုံးနေရာမှာအမှတ်သားထားလိုက်ပြီးရင် round 3 1 single crochet increaseပထမနေရာမှာတစ်ခုထိုးမယ်ဒုတိယနေရာမှာနှစ်ခုထိုးမယ်ပထမနေရာမှာတစ်ခုဒုတိယမှာနှစ်ခုအဲ့ဒါကိုတခြားစီပွားသွားမယ်ဆိုတော့ပထမနေရာမှာ single crochet ဒုတိယနေရာမှာ 2 single crochet in one place next 1 single crochet in one place the next stitch 2 single crochet in the next stitch okay တစ်နှစ်အဲ့လိုမျိုးအဆုံးထိသွားပါမယ်ဆိုတော့ဟုတ်ပြီဒီချီထူးတယ်ဆိုရင်လေကျမတို့ကချီဘာလဲကူတုံးချင်တဲ့ချီတော့ရတယ်အခုဆိုရင်ကျမကဒီ milk cotton yarn 5 ply เนาะအဲ့ဒါကိုတုံးပါမယ်ပြီးရင်ချီထူးတန်ကnumber 2ပေါ့เนาะ 2mm 2mm တုံးသွားပါမယ်ပြီးရင်ကျမတို့ကဒီ measurement အတွက်ဒီမှာပြည်တန်လိုမယ်ပြီးရင်ကျမတို့မက္ကာလိုမယ်နော်မက္ကာလိုမယ်ပြီးရင်ကျမတို့ကြိုက်ကြီးလိုမယ်
ไก่ชีลูแม่ปียินอัดชกผู้บ่เนาะอัดลูแม่ปียินที่มาเซฟตี้ไอลูแม่ปียินดีอายุแท้มาแท้ผู้ซิลิโคนลูแม่เนาะไฟเบอร์ฟีลิ่งบ่เนาะลูแม่สุดว่าเมียดลงอ่ะตัวกาตะชูตัวเรกะปะแล้วดีก่อนเนี่ยเนาะกลูกันด้วยเนี่ยมัดทาลิရှိတယ်ဒါမဲ့ကျွန်မကအဲ့လိုမျိုးမချိတ်ဘူးအဲ့ဒါကိုကြာမခံဘူးပေါ့နော်ဆိုတော့တချို့ကလေးတွေဆိုရင်အယုတ်ကိုကင်ပြီးတော့ပတ်စက်နဲ့စားတတလေးဒီလိုမျိုးပတ်စက်မဲ့ကင်ချိတတလေးအဲ့ဒီချိန်မှာသူတို့ဒီ glue နဲ့ကတ်တဲ့မျက်လုံးတွေနှာခေါင်းတွေသူတို့ကစားမိမှာဆိုရင်လို့เนาะကျွန်မတကယ်ဆိုရင်ဒီလွယ်ကိုနဲ့လှုပ်တဲ့ glue gun နဲ့လှုပ်တာမျက်လုံးမျိုးnose ပေါ့เนาะအဲ့လိုမျိုးတွေကိုကျွန်မကအားမပေးဘူးဆိုတော့ကျွန်မဒီလိုမျိုးဘာလဲ screw driver လိုမျိုးပေါ့နော် screw ဒီလိုမျိုးထည့်ပြီးတော့အနောက်မှာဒီလိုတိချာလေးပိတ်တဲ့ဟာတွေပဲလူချင်တာဖြစ်တယ်ဆိုတော့ဒီမှာနော်ဒီမှာလုံးဝထုတ်လို့မရတော့ဘူးဘာလဲတက်လိုက်ပြီဆိုရင်လေလုံးဝမထုတ်နိုင်တော့ဘူးဆိုတော့ဘယ်ကလေးမဆိုไก่ဒီအယုတ်ကိုไก่ပတ်စက်ထဲမှာထည့်ไก่ပါစေလေလုံးဝဘာလဲပြုတ်ကျသွားမှာမဟုတ်ဘူးเนาะလုံးဝပြုတ်ကျမှာမဟုတ်ဘူးတီးချတယ်ဆိုတော့ကျွန်မဒီတခါတလေလေးပြန်ထုတ်ဖို့ကြိုးစားတဲ့အချိန်မှာပလာယာနဲ့တော့မရနိုင်ဘူးကျွန်မဆိုရင်လေဆိုတော့ဒီခြီထိုးတဲ့ဆိုရင်ဒီလိုမျိုးကိုသုံးစီချင်တယ်ပေါ့နော်ဟုတ်ပြီဆိုတော့ဆိုင်ရအောင်ဟုတ်ပြီဆိုတော့နောက်ဆုံးကျမတို့မှတ်သားတဲ့နေရာမှာ single crochet နှစ်ခုနဲ့အဆုံးတက်သွားပါတယ် two single crochet နဲ့အဆုံးတက်တယ် then ပြီးရင်ဒီမှာပြန်မှတ်ထားမယ် place your marker at the end of the stitch again okay ဒီနောက်ဆုံး stitch မှာ marker ပြန်ထည့်မယ်ပြီးရင်အခုဆိုရင်ကျမတို့တစ်နှစ်လုံး round 3 now round 4 round 3မှာ18ခုရမှာပဲเนาะ18ခုပြီးရင် round 4အတွက်ကျမတို့1ဒီမှာပထမနေရာမှာဒါမှမဟုတ်ပထမနေရာမှာ increase လည်းရတယ် okay ဒီစာအတိုင်းသွားလိုက်မယ်ပထမနေရာမှာ1ပထမနေရာမှာ1ဒုတိယနေရာမှာ1 3နေရာမှာ2ခုအမြဲတမ်းဒီလိုလုပ်မယ်ပြီးရင်2ခုထည့်ပြီး2 single crochet ထည့်ပြီးဆိုရင်ပထမနေရာမှာ1ဒုတိယနေရာမှာ1 3နေရာမှာ2ပထမနေရာမှာ1ဒုတိယနေရာမှာ1 3နေရာမှာ3နေရာမှာ2ခုအဲ့လိုမျိုးသွားပါမယ် okay 1ပြီးရင်3နေရာမှာ2 single crochet နှစ်ခု sorry okay ဒီလိုမျိုးသွားပါမယ်တစ်နှစ်အဲ့လိုမျိုးသွားပါမယ်ပြီးရင်နောက်ဆုံးနေရာမှာမကာပဲကိုထုတ်ပြီးတော့အဲ့ဒီမကာမှတ်ထားတဲ့နေရာမှာနှစ်ခုနဲ့အဆုံးရောက်သွားတယ် okay ပြီးသွားပြီဆိုတော့နောက်ဆုံး stitch မှာမကာပြန်ထက်
ဆိုတော့ဒီလေးတန်းမြောက်မှာကျမတို့ရဲ့ stitch က24ခုရပါမယ်ပြီးရင်အခုဆိုရင် round 5နော် round 5ဆိုတော့ round 5ကဒီမှာ1 1 1 2 1 1 1 2ဆိုတော့ဒီပထမ3ခုနေရာမှာ single crochet တစ်ခုချင်းစီပေါ့နော်1 1 1 2 1 1 1 2အဲ့လိုမျိုး1 1 1 2 1 1 1 นะ1 1 1 2 1 နောက်တစ်နေရာမှာ1နောက်တစ်နေရာမှာ1ပြီး4နေရာမှာ2 1 1 1 2 1 1 1 2begin 1 oops sorry 1 1ပြီးနောက်ဆုံးနေရာမှာထားတဲ့နေရာမှာ2နဲ့အဆုံးပြန်တက်တယ်2ပြီးရင်နောက်ကပြန်ထားပြီးရင်အခုဆိုရင်ဒီမှာကျွန်တော်တို့5တန်းမြောက်မှာ30ရတော့မှာဖြစ်တယ်အခုဆိုရင်6တန်းမြောက်6တန်းမြောက်မှာ1 1 1 1 1လေးခါပြီးရင်5နေရာမှာ2เนาะ1 1 1 1 2 1 1 1 1 2အဲ့လိုမျိုးသွားပါမယ်1 1 1 1begin 2 1 1 1 1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  2နဲ့အဆုံးတက်တယ်ဆိုတော့မကပြန်ထားဆိုတော့9နေရာမှာအမဟုတ်ဘူး6နေရာရောက်သွားပြီ36ခုရပါမယ်ဆိုတော့ဒီမှာ9နေရာမှာ9နေရာမှာ9နေရာမှာ1 1 1 1 1ပြီး6နေရာမှာ2 1 1 1 1 1 6နေရာမှာပွားအဲ့လိုမျိုးဒီလိုမျိုးထိုးသွားပါမယ်ဆိုတော့အခုဒီကျမတို့ရဲ့ shape ကပေါ့နော်ဒီမှာနော် corner တွေတွေ့ရတယ် corner တွေဒီဟာကိုကျမသဘောမကျဘူးဒီ corner တွေမပေါ်အောင်ပေါ့နော်ဒီ corner တွေမပေါ်အောင်ဘာလို့မလဲဆိုတော့ဒီနောက်ဆုံးကျမတို့ပွားတဲ့နောက်ဆုံးတန်းမှာကျမတို့ပြင်ရဖို့လိုတယ်เนาะပြင်ဖို့လိုတယ်ဆိုတော့ဒီမှာကျမပွားတဲ့နေရာကိုကျမပြောင်းသွားပါမယ်ဆိုတော့အစမှာကျမတို့9နေရာမှာတစ်ခုချင်းစီထိုးသွားမယ်เนาะဒီ1 2 3 4 5နေရာမှာတစ်ခုချင်းစီထိုးသွားမယ်ဥစ္စာကို1 2 2ခုပဲအရင်ထိုးမယ်ပြီးရင်3နေရာမှာပွားပြီးရင်နောက်တစ်ခုက9 1 2 3 4 5ဒီ9နေရာမှာတစ်ခုချင်းစီပွား6နေရာမှာတစ်ခုချင်းစီထိုးပြီးရင်6နေရာမှာပွား
ပြီးရင်1 2 3 4 5တစ်ခုချင်းစီထိုး6နေရာမှာပွားအဲ့ဒါနဲ့ဒီနောက်ဆုံးမှာဒီမှာကျမတို့2ခုပဲထိုးတယ်နော်2ခုပဲထိုးဒီမှာ3ခုကျန်လာမှာဖြစ်တယ်ဆိုတော့အဲ့ဒီ3ခုနဲ့ဒီမှာ2ခုကိုပေါင်းလိုက်တယ်ဆိုရင်5ခုအခြားကျမတို့ပွားတာနဲ့အတူတူဖြစ်သွားမယ်ပြီးရင်ကျမတို့ပွားတဲ့နေရာကပဲဒီနားမှာပဲပြောင်းတယ်တခြားကျန်တဲ့နေရာမှာတော့5ခုတစ်ခုချင်းစီထိုးပြီးရင်6နေရာမှာပွားဒီလိုမျိုးဖြစ်တယ်ဆိုရင်ကျမတို့ဒီအတောင်းတွေပျောက်သွားမှာဖြစ်တယ်ဆိုတော့ကျမပထမနေရာမှာတစ်ခုပြီးဒုတိယနေရာမှာတစ်ခုနော်ကျမ2ခုပဲထိုးသွားတယ်နော်ပြီးရင်ဒီမှာပွားမယ်3နေရာမှာပွားမယ်3နေရာမှာပွားပြီးရင်နောက်1 2 3 4 5နေရာမှာတစ်ခုချင်းစီထိုး6နေရာမှာပွားသွားပဲ1 2 3 4 5 6နေရာမှာပွား1 2 3 4 5 6နေရာမှာပွား1 2 3 4 5 6နေရာမှာပွား1 2 3 4 oh sorry 4 5 6နေရာမှာပွား1 2 3 4 5 6နေရာမှာပွားဟုတ်ပြီပြီးကျမတို့ဒီမှာ3ခုဒီမှာကျမတို့2ခုထိုးထားတယ်နော်2ခုထိုးရတယ်အဲ့ဒါကိုဒီမှာ3ခုကျန်တာဖြစ်တယ်အဲ့ဒီ3ခုပေါ်မှာတစ်ခုချင်းစီထိုးသွားရင်5ခုဖြစ်သွားတယ်နော်ဆိုတော့ကျမဒီမှာ3ခုကျန်တယ်အဲ့ဒီ3ခုပေါ်မှာတစ်ခုချင်းစီထိုးသွားတော့ဟုတ်ပြီပြန်မှတ်ထားမယ်ဆိုတော့ကျမအခုဆိုရင်8နေရာကနေစနစ်မဟုတ်ဘူး8တန်းကနေ12တန်းအထိတစ်ခုချင်းစီထိုးသွားပါမယ်နော်ဒီမှာဆိုတော့ကျမတို့မှာ42ခုရှိတယ်เนาะအဲ့ဒါကိုround 8 to 12 က single crochet in each stitch ဖြစ်ပါမယ်ဆိုတော့တစ်ခုချင်းစီထိုးရုံပဲတစ်ခုချင်းစီဒီလိုမျိုးထိုးရုံပဲပြီးရင်ကျမတို့ဒီမက္ကာကိုအမြဲတမ်းထားပါမယ်ဒီမက္ကာရောက်တဲ့နေရာတိုင်းမှာကျမတို့ဒီမက္ကာကိုဖြုတ်ပြီးတော့ပြန်ထူ
ပြီးရင်ပြန်တက်ဟုတ်ပြီအခုဆိုရင်ကျွန်မက8တန်းမြောက်ပြီးရင်9တန်းမြောက်ကိုလည်းဒီမှာတစ်ခုချင်းစီထိုးမယ်10တန်းမြောက်ကိုလည်းတစ်ခုချင်းစီထိုးမယ်17တန်းကိုလည်းတစ်ခုချင်းစီထိုးမယ်12တန်းကိုလည်းတစ်ခုချင်းစီထိုးမယ်ဆိုတော့12တန်းမြောက်ပြီးတဲ့နေရာမှာကျွန်မပြန်တွေ့ပါမယ်ဟုတ်ပြီကျွန်မဒီမှာနောက်ဆုံးနေရာရောက်ပြီ12တန်းမြောက်ရောက်ပြီဆိုတော့အခုဆိုရင်73တန်းမြောက်မှာ9ခုထိုးပြီးတော့ short မယ်နော်9ခုထိုးပြီးတော့ short မယ်တေးနေတော့လေးငါခုထိုးပြီးတော့ short တယ် short တဲ့နီးကတချို့တွေကဒီလိုမျိုးပထမနေရာကိုရိုးပြီးဒုတိယနေရာကိုထပ်ယူဒီလိုမျိုးနော်ဒီ3ခုကိုတစ်ခါတည်းထုတ်အဲ့ဒါက short တာဖြစ်တယ်ဆိုတော့တေနေ3 4 5 6နဲ့9ကိုအတူတူထိုးဆိုတော့ဒီမှာတချို့တွေက one loops ပဲယူတယ်เนาะဒီမှာအပြင်တဝက်ပဲတစ်ခုပဲဒီမှာနှစ်ခုကျမတို့ပုံမှန်ဒီမှာဒီလိုထိုးတာဖြစ်တယ်အဲ့ဒါကိုအပြင်ကအပြင်ပဲအမဟုတ်ဘူးအပင်ပဲယူပြီးတော့ဒီလိုမျိုးဒီလိုမျိုး short တဲ့သူလည်းရှိတယ်ပြီးရင်နေတော့လေးငါပြီးရင်ပြန် short 6နဲ့9ကိုအတူတူထိုးတေနေတော့လေးငါ6နဲ့9ကိုအတူတူထိုး decrease ပေါ့နော်တေနေတော့လေးငါ decrease တေနေတော့လေးငါပြီးရင်နောက်ဆုံးနှစ်ခုကို decreaseပြီးရင်မှတ်ထားမယ်ဟုတ်ပြီအခုဆိုရင်sleep မြောက်လေးခုထိုးပြီးတော့ decrease မယ် short မယ်ဆိုတော့ကျွန်မဒီမှာနှစ်ခုအရင်ထိုးမယ်3နဲ့4ကို short မယ်နော်တေနဲ့ပြီးရင်3နဲ့4ကို short 3နဲ့4ကို short ပြီးရင်ကျွန်မတို့ပုံမှန်သွားမယ်4ခုကိုထိုးပြီးတော့5နဲ့6ကို short မယ်တေဆိုတော့ကျွန်မတို့ဒီမှာ short တဲ့နေရာမှာအပေါက်ဒီအပေါက်ကိုမလိုချင်ဘူးဆိုရင်ဒီအပေါက်ကိုကျွန်မဆိုရင်တကယ်မလိုချင်ဘူးဘာလို့လဲဆိုတော့ဒီဆီလီကွန်ထဲတဲ့ချိန်မှာဒီအပေါက်ကနေဒီဆီလီကွန်ကိုထွက်လာတတ်တယ်ဆိုတော့ဒီအပေါက်ကိုပိတ်ဖို့ကကျွန်မဒီမှာထူပုံမှန်ဆိုရင်ဒီမှာဒီလိုထူသွားမှာဖြစ်တယ်အဲ့ဒါကိုဒီဘက်ကအပင်တစ်ခုကိုခူးယူမယ်ဒီလိုမျိုးယူထူးမယ်เนาะဒီမှာအပင်တစ်ခုကိုယူထူးမယ်ဒီမှာရှိတဲ့အပင်เนาะဒီမှာဟုတ်ပြီဒီမှာရှိတဲ့အပင်တကယ်စင်ကျွန်မကဒီထဲကိုထိုးသွားရုံပဲဒါပေမဲ့အပေါက်မလို့ချင်တော့ဒီဘက်ကအပင်တစ်ခုကိုယူထိုးမယ်ဆိုရင်အပေါက်ကပိတ်သွားမယ်ဟုတ်ပြီဒီလိုမျိုးအပေါက်မရှိတော့ဘူးဟုတ်ပြီဆိုတော့တေးနဲ့3 4 5နဲ့6ကိုshort မယ်5နဲ့
6ကိုရှော့ပြီးရင်တစ်နှစ်3 4 5နဲ့6ကိုရှော့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 တစ်နှစ်3 4 okay လာ5နဲ့6ကိုရှော့ကဒီမှာနော်ဆိုတော့ဒီတန်းမှာကျမတို့က30ရသွားမှာဖြစ်တယ်เนาะ30ဗာလဲမလောက်မှာစိုးရိမ်တယ်ဆိုရင်ရည်မယ်ဟုတ်ပြီအခုဆိုရင်15တန်းမြောက်3ခုကိုထူပြီးရင်4နဲ့5ကိုရှော့နှစ်တော့4နဲ့5နေရာကိုအတူတူထိုးတစ်နှစ်တော့4နဲ့5ကိုရှော့တစ်နှစ်တော့4နဲ့5ကိုရှော့အတူတူထိုးတစ်နှစ်တော့4နဲ့5နေရာကိုအတူတူထိုးတစ်နှစ်တော့4နဲ့5ကိုရှော့တစ်နှစ်တော့4နဲ့5ကိုအတူတူထိုးဟုတ်ပြီကျွန်မပြန်မှတ်ထားပါမယ်ဆိုတော့ကျွန်မတို့ဒီတန်းမှာ24ခုရသွားမှာဖြစ်တယ်เนาะဒီတန်းမှာ24ခုရသွားမှာဖြစ်တယ်ဆိုတော့အခုဆိုရင်16တန်းမြောက်เนาะမဟုတ်ဘူး16 sorry ဒီဟာဖြစ်သွားမယ်18တန်းမြောက်15 16 sorry 16တန်းမြောက်16တန်းမြောက်မှာ1နဲ့2 3နဲ့4ကိုရှော့ဆိုတော့ဒီ16တန်းမြောက်ကိုမသွားခင်မှာကျမတို့မျက်လုံးကိုထည့်သွားပါမယ်မျက်လုံးကျမတို့မျက်လုံးကိုထည့်တဲ့အခါမှာကျမတို့ရဲ့ project ရဲ့ဒီလိုမျိုး wrong တီချာလေးဒီလိုမျိုးကင်ပြီးတော့လှတဲ့ဖက်မှာကျမတို့အလှအဆုံးဖက်ဒီဘက်မှာကျမဟာဆိုရင်ဒီဘက်ကိုနည်းနည်းစောင်းတယ်เนาะမလှဘူးဆိုတော့ဒီဘက်ကဗာလဲပူပြီးတော့အဆင်ပြေတယ်မျက်လုံးအတွက်မပူမျက်နာဖက်เนาะမျက်နာဖက်အတွက်ဒီဘက်ဆိုရင်ပူအဆင်ပြေတယ်ဆိုတော့ကျမကလှတဲ့ဖက်မှာမျက်လုံးထည့်သွားပါမယ်
ကျမတို့မျက်လုံးထည့်တဲ့အခါမှာဒီ round number ကိုရည်မယ်9 1 2 3 4 5 6 8 9နဲ့10ကြားမှာ9နဲ့10ကြားမှာကျမတို့မျက်စိထည့်1 2 3 4 5 6 8 9 1 2 3 4 5 6 8 9နဲ့10ကြားမှာနော်အဲ့ဒါကိုဒီပထမဥစ္စာကိုအရင်ဒီဟာကိုတက်ဆိုတော့ကျမတို့ဒီမှာတက်တဲ့ချိန်မှာ step 4ခုလောက်ရှိတယ်အဲ့ဒါကိုကျမက step 2ခုထိပဲကျမပိတ်သွားမှာဖြစ်တယ်မဟုတ်ရင်အရန်ချက်ပြီးတော့မျက်စိကအထဲကိုရောက်သွားတတ်တယ်ဆိုတော့ဒီမှာဒီနှစ်โอเคဒီမှာနှစ်ခုထိပဲကျမပိတ်သွားတယ်ဟုတ်ပြီမျက်စိတစ်ခုတက်လိုက်ပြီဆိုတော့မျက်စိနှစ်ခုမတက်ခင်မှာမျက်စိဒုတိယမျက်စိမျက်လုံးတစ်ဖက်ကိုမတက်ခင်မှာကျမဒီမှာ 2cm เนาะဒီ 2cm ဒီမှာဒီလိုမျိုးထားမယ်เนาะ 2cm ဒီ2အဲ့ဒီ number 2ကိုဒီအောက်မှာမထားဘူးဒီအရှိဖက်မှာเนาะဒီတန်းမှာဒီမှာဒီလိုမျိုးထားပါမယ်ဒီလိုမျိုးထားပြီးတော့နောက်တစ်ခုကိုထည့်ဖို့ကြိုးစားမယ်ဒီမှာထည့်တယ်ဆိုရင်ဗါလဲမျက်လုံးကဒီမှာ wide တယ်ဆိုတော့เนาะဒီ0ဒီအထိတ်တက်တဲ့ရဲ့ next stitch မှာထည့်မယ်အထက်ဗါလဲဒီ next stitch မှာထည့်တယ်ဆိုရင်လုံးဝအနောက်ကိုမပိတ်နဲ့အောင်လုံးဝအနောက်ကိုမပိတ်နဲ့အောင်ပြန်တိုင်းမယ်အနောက်မပိတ်ခင်မှာပြန်တိုင်းမယ်ဆိုတော့ဒီ2 cm ကိုဒီမျက်စိကြားမှာရှိရမယ်เนาะ2.5 လည်းမရှိရဘူး 2cm ပဲရှိရပါမယ်เนาะ 2cm ကြော်တခါတလေ 2cm ကြော်ဒါမဲ့လုံးဝမ half ရဘူးเนาะ 2cm နဲ့ 0.1 လောက်ပဲရှိတယ်ကျွန်မဟာဆိုရင်เนาะโอเคဆိုတော့အဲ့ဒါမှအနောက်ကိုတက်ပါကျက်သွားတယ်ဆိုရင်ထုတ်လို့ရအောင်အနောက်ဗာလေဒီဟာနဲ့မတိုင်းခင်မှာလုံးဝဒီဘက်ကိုအရင်မပိတ်နဲ့ဆိုတော့ကျွန်မဟာကတီချပြီဆိုတော့ပိတ်လိုက်မယ်ဘာလို့လဲဆိုတော့ဒီဟာပိတ်မိလိုက်ပြီဆိုရင်ထုတ်လို့မရဘူးဟုတ်ပြီ perfect ဆိုတော့ကျွန်မဒီဟာမလို့တော့ဘူးဟုတ်ပြီအခုဆိုရင်ကျွန်မ18ခုအမဟုတ်ဘူးဟုတ်တယ်နော်ဟုတ်လား16မြောက်ရောက်မယ်ဆိုတော့2 single crochet 1နဲ့ထိုးပြီးတော့3နဲ့4နေရာမှာ3နဲ့4ကိုအတူတူထိုးမယ်ဆိုတော့ကျွန်မ3နဲ့4ဒီအတူတူထိုးတဲ့ဥစ္စာနဲ့ကျွန်မစပါမယ်ဟုတ်ပြီအတူတူထိုးပထမနဲ့ဒုတိယကိုအတူတူထိုးပြီးရင်1နဲ့ကိုထိုးမယ်1နဲ့ပြီးရင်3နဲ့4ကိုအတူတူထိုးပြီးရင်1နဲ့ပြီးရင်3နဲ့4ကိုအတူတူထိုးပြီးရင်နဲ့3နဲ့4ကိုအတူတူထိုးပြီးရင်
ဟုတ်ပြီဆိုတော့ကျွန်မဟာကတစ်နဲ့short တစ်နဲ့ short တစ်နဲ့ short တစ်နဲ့ oh sorry ဒီမှာကျွန်မမှားသွားတယ် short တစ်နဲ့ပြီးရင်3နဲ့4ကိုအတူတူထိုးပြီးရင်တစ်နှစ်နဲ့အဆုံးတက်တယ်တစ်နှစ်ဟုတ်ပြီဆိုတော့ကျွန်မဆီလီကွန်ထည့်လို့ရပြီဆီလီကွန်ထည့်တဲ့အချိန်မှာလည်းဒီမှာတတိထားဖို့လိုမယ်ဆီလီကွန်ကချက်ဒါပိုကောင်းတယ်ဟုတ်ပြီကျွန်မဒီမှာဆီလီကွန်ထားလိုက်တာနဲ့မျက်လုံးကဒီလိုဖြစ်သွားတယ်ဆိုတော့ကျွန်မဒီမှာကျွန်မရဲ့လက်ညူလက်နဲ့ဒီမှာဒီသူ့ရဲ့မျက်လုံးကိုအထဲကနေကျွန်မတက်လေးဖြစ်အောင်သွားထင်းတယ်เนาะသွားထင်းတယ်ဆိုတော့ဒီမှာအဆင်ပြေလာတယ်เนาะဘာလို့လဲဆိုတော့ကျွန်မတို့ဆီလီကွန်ထည့်တဲ့အခါမှာကျွန်မတို့ဒီလိုမျိုး push ပြီးတော့အဲ့ဒီဆီလီကွန်ကို push တဲ့အခါမှာဒီလိုမျိုးဆောင်းသွားတယ်ဒီလိုမျိုးတက်လေးဖြစ်မှာကိုကျွန်မတို့ push ပြီးတော့ဒီလိုရောက်သွားတယ်ပြီးရင်ဒီဘက်ကိုဒီလိုရောက်သွားတယ်ပြီးရင်ဒီဘက်ကိုဒီလိုရောက်သွားတတ်တယ်ဆိုတော့လက်ညှိုးနဲ့သွားထင်းပြီးတော့တက်လေးဖြစ်အောင်သွားထင်းရတာဖြစ်တယ်ဆိုတော့ဟုတ်ပြီဆိုတော့နောက်တစ်ခုကျွန်မတို့သွားပါမယ်18တန်းမြောက်မှာတစ်ခုထိုးပြီးတော့ဒုတိယနေရာနဲ့3နေရာကိုအတူတူထိုးမယ်ကျွန်မမှတ်ထားမယ်တတိယနဲ့တတိယနေရာကို short ပြီးရင်ဒုတိယနဲ့တတိယနေရာကိုအတူတူထိုးပြီးရင်တစ်ခုထိုးနောက်တနေရာနဲ့နောက်တနေရာကို short
ဟုတ်ပြီဆိုတော့ကျမတို့မှာဒီနေရာမှာ16ဖို့ရပါမယ်16မဟုတ်ဘူး12ခုရပါမယ်ဆိုတော့ဒီဟာကမောင်းသွားတယ်12ခုရပါမယ်ဆိုတော့12ခုဖြစ်သွားပါမယ်နော်ဆိုတော့ကျမတို့ဒီမှာမောင်းသွားတယ်ဟုတ်ပြီဒီမှာ19ခုမြောက်မှာကျမတို့ကနံပါတ်12ခုကျမတို့ရဲ့ချီ stitch က12ခုကျန်သွားမှာဖြစ်တယ်เนาะ16မဟုတ်ဘူး12ဆိုတော့အခုဆိုရင်ဘာမှမချတော့ဘဲနဲ့နှစ်ခုစီနှစ်ခုတွဲပြီးတော့ထိုးသွားပါမယ်ဒီကနေပထမနေရာနဲ့ဒုတိယကိုဒုထုပထမနေရာနဲ့ဒုတိယကိုဒုထုပထမနေရာနဲ့ပထမနေရာနဲ့ဒုတိယနေရာကိုဒုထုဒုတိယပထမနေရာနဲ့ဒုတိယနေရာကိုဒုထုပထမနေရာနဲ့ဒုတိယနေရာကိုဒုထုဒီမှာကကိုထုတ်ပထမနေရာနဲ့ဒုတိယကိုဒုထုဟုတ်ပြီကျွန်မမှာ1 2 3 4 5 6ခုကျန်သွားတာဖြစ်တယ်ဆိုတော့ခေါင်းကိုပြီးသွားပြီခေါင်းကိုပြီးသွားပြီဟုတ်ပြီဒီဟာကိုလုံးဝဗါလဲခြေကိုမခတ်ဘဲနဲ့ကျမတို့ body ကိုဆက်ထိုးမှာဖြစ်တယ်ဟုတ်ပြီကျမတို့ရဲ့ body ကဒီမှာဆိုတော့ဒီဟာကိုပြန်လို့တယ်နောက်ဆုံးနေရာမှာပြန်မှတ်ထားမယ်ဆိုတော့ဒီကျမတို့6ခုရှိတဲ့ဥစ္စာကို body အတွက်ပထမခြေရဖြစ်သွားပြီဒီ6ခုเนาะဆိုတော့ body အတွက်ပထမတန်းမှာဒီ6ခုပေါ်မှာsingle crochet 2ခုချင်းစီထိုးသွားပါမယ်ဆိုတော့12ခုဖြစ်သွားမယ်ဆိုတော့တနေရာတိုင်းမှာထိုး single crochet ထိုးသွားပါမယ်12ခုရတော့ပြီပြင်ပြန်မှတ်မယ်ဟုတ်ပြီဆိုရင်ဒုတိယနေရာမှာခေါင်းနဲ့အတူတူပဲ1 decrease 1 increase 1 increase တစ်ခုချင်းစီပွားမယ်တစ်ခုချပွားမယ်ပထမနေရာမှာတစ်ခုထိုးဒုတိယနေရာမှာနှစ်ခုထိုးပထမနေရာမှာတစ်ခုဒုတိယနေရာမှာနှစ်ခုပထမနေရာမှာတစ်ခုဒုတိယမှာနှစ်ခုနှစ်အဲ့လိုမျိုးခေါင်းကိုထိုးတယ်လို့ပေါ့ဒီလိုဖြစ်မယ်
ဟုတ်ပြီဒုတိယတန်းမှာ18ခုရပါမယ်ပြီးရင်အခုဆိုတစ်နှစ်โอเคပထမနေရာမှာတစ်ခုတစ်ဒုတိယနှစ်ခုနေရာမှာတစ်ပြီးနှစ်1 2 1 2 1 2 1 2 1 2 1 2 ဟုတ်ပြီစရာကဆိုရင်3တန်းမြောက်ဟိုဒီမှာလေးမှပြန်ပြီးလေ3တန်းမြောက်ပြီးသွားပြီ4တန်းမြောက်မှာ1 1 1 2 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 ပြီးရင်9နေရာမှာ1 1 1လေးခါတာ1 1 1 1 1 9နေရာမှာပွားနော်1 2 3 4 5နေရာမှာတစ်ခုချင်းစီထိုးလဲ4နေရာမှာတစ်ခုချင်းစီထိုး9နေရာမှာပွား1 2 3 4 5နေရာမှာပွားနှစ်ခါထိုး1 2 3 4 5နေရာမှာပွားနှစ်ခုထိုးပြီခေါင်းထဲသူ့ရဲ့ body ကပိုသေးသွားမှာဖြစ်တယ်ဘာလို့လဲဆိုတော့ခေါင်းကကျမတို့9ခုထိုးပြီးတော့6နေရာမှာပွားတာဖြစ်တယ်ဒီ body ကြတော့4ခုထိပဲထိုးပြီးတော့9နေရာမှာပွားတယ်เนาะပိုသေးတာဖြစ်တယ် body ကဆိုတော့အခုဆိုရင်ကျမပြန်မှတ်ထားမယ်
9 6 tán 9 tán 10 tán 9 tán 4 tán của đặc khu trên sĩ thủ tòa mẹ 4 tán của đặc khu trên sĩ thủ tòa mẹ 6 cái này cụ thể donc c'est chao hobby chuma ta pathama dan thu to bi 6 danမြောက်ထိုးတော့ပြီး6 9 10 9နောက်ထပ်3တန်းကိုတစ်ခုချင်းစီထိုးတော့ပါမယ်ဟုတ်ပြီ4တန်းမြောက်ပြီးတော့ပြီเนาะအခုဆိုရင်10တန်းဘာပဲ9ထိရောက်ပြီပြီးရင်အခု10တန်းမြောက်မှာ4ကိုထိုးပြီးတော့5နဲ့6ကိုshort မယ်4ခုချာ short မယ်တဲ့နဲ့လေ5နဲ့6ကို short တဲ့နဲ့လေ5နဲ့6ကို short တဲ့နဲ့လေ5နဲ့6ကို short တစ်နဲ့လေ5နဲ့6ကို short တစ်နဲ့လေ5နဲ့6ကို short တဲ့နဲ့လေ5နဲ့6ကို short 5နဲ့6ကို short အခုဆိုရင်stitch 30ရှိတော့ပါမယ်အဲ့ဒီ stitch 30ကို7တန်းမြောက်နဲ့12တန်းမြောက်ကိုတစ်ခုချင်းစီထိုးတော့ပါမယ်နောက်ထပ်တန်းတစ်ခုချင်းစီထိုးတော့မယ်
Excuse me. Okay, so တော့73တိုင်းမြောက်မှာ1 2 3ထိုးပြီးတော့4နဲ့5ကို short အတူတူထိုး1 2 3 4နဲ့5ကိုအတူတူထိုး1 2 3 4နဲ့5ကိုအတူတူထိုး1နေတော့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 4နဲ့5ကိုအတူတူထိုး4နဲ့5ကိုအတူတူထိုးပြီးရင်အခု1နဲ့ထိုး3နဲ့4ကိုအတူတူထိုး14တာမြောက်မှာဆိုတော့ကျွန်မဟိုဥစ္စာနဲ့စမယ်short တဲ့နေရာနဲ့စမယ်ပထမနဲ့ဒုတိယကိုအတူတူထိုးပြီးရင်1နဲ့ထိုးဒုတိယနေရာမှာတစ်ခု1နဲ့ထိုး3နဲ့4ကိုအတူတူထိုးနေ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 3နဲ့4ကိုအတူတူထိုးပြီးရင်နေဆိုတော့ဒီမှာဆီလီကွန်ထည့်ပါမယ်ဆီလီကွန်ကချက်လေးထည့်ပါမယ်
ပထမနေရာမှာတစ်ခုဒုတိယနဲ့3နေရာကိုအတူတူထိုးတဲ့ဒုတိယနေရာနဲ့3နေရာကိုအတူတူထိုးတဲ့ဟုတ်ပြီဆိုတော့အခုဆိုရင်နှစ်ခုစီသွားရှော့ပြီးတော့6ခုကျန်ပါမယ်ကျိုးအနည်းငယ်ဒီလောက်ပဲချန်ပြီးတော့ပြီးသွားပြီဆိုတော့ဒီဟာကိုတခါတည်းပိတ်သွားပါမယ်ပြီဆိုတော့ဒီ head နဲ့ body ပထမပိုင်းเนาะ part 1ပြီးသွားပြီဒီအယုတ်အတွက်ပေါ့เนาะဒီ head and body က part 1ဖြစ်ပါမယ် part 2ကသူ့ရဲ့ခြေထောက်ဖြစ်ပါမယ် part 3ကသူ့ရဲ့လက်ရဲ့သူ့ရဲ့သူ့ရဲ့ nose ear နဲ့သူ့ရဲ့ tail ဖြစ်ပါမယ်ဟုတ်ပြီ part 2အတွက်ခြေထောက်ပတ်2နေရာမှာပြန်တွေ့ရအောင်